see ဆိုတဲ့စကားလုံးကိုမြင်သိဆိုတဲ့အဓိပ္ပာယ်နဲ့ပဲသိကြတယ်ပေါ့နော်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရင်တော့အဲ့ see ဆိုတဲ့စကားလုံးကိုဘယ်လောက်ထိအသုံးဝင်လဲဆိုတာကိုပို့ပြီးတော့သိရမှာဖြစ်တယ်ပေါ့နော် so let's go to the very first meaning to understand know or realize သဘောပေါက်တယ်နားလည်တယ်သိတယ်ဆိုပြီးတော့အဓိပ္ပာယ်ရတယ် so for example I see what you mean ငါနေဆိုလိုတာဘာလဲဆိုတာငါသဘောပေါက်ပါတယ် why didn't you reply last night I fell asleep မင်းမနေ့ညငါ့ဘာလို့စမပြန်တာလဲပေါ့ဘာလို့ဆိုငါအိပ်ပျော်သွားလို့ oh I see အော်ငါသိပါပြီသဘောပေါက်ပါပြီပေါ့နော် so let's move to the second meaning နောက်အဓိပ္ပာယ်တစ်ခုကကြတော့တရားရုံးနဲ့တွားပြီးတော့တွေးဆုံဆွေးနွေးရဒါမှမဟုတ်ရင်တွားတွေ့ရဆိုတဲ့နေရာမှာလည်းသုံးလို့ရတယ်ပေါ့နော် so to meet or visit so for example I'm seeing a doctor tomorrow မနေ့ပြန်ငါဆရာဝန်နဲ့တွားပြီးတော့တွေ့မှာပေါ့နော် and then we are seeing friends this weekend ဒီအပတ်ငါတို့တငယ်ချင်းတွေနဲ့တွေ့ကြမှာအဲ့နေရာမှာလည်းဒီ see ကိုပဲသုံးလို့ရတယ် so let's move to the third meaning see eye to eye သဘောထားချင်းတိုက်ဆိုင်တဲ့အမြင်တူတယ်ဒါကတော့idiom ပဲဖြစ်တယ်ပေါ့နော်အရင်ကအသုံးဝင်တယ်အသုံးများတယ် so two people agree with each other for example I don't always see eye to eye with my father ငါအဖေနဲ့အမြဲလိုသဘောထားချင်းမတိုက်ဆိုင်ဘူးwe will never see eye to eye on this matter ဒီအကြောင်းအရာပေါ်မှာငါတို့ကဘယ်တော့မှအမြင်တွေတူကြမှာမဟုတ်ဘူး see somebody off ဆိုတာကလိုက်လံပို့ဆောင်ပြီးတော့နှုတ်ဆက်တယ်ဒါကတော့ phrasal verb ပါwe all went to the airport to see her off ငါတို့အားလုံးသူမကိုလေဆိပ်ကိုလိုက်ပို့ခဲ့ကြတယ်ပေါ့နော် and then my parents saw me off at the airport ငါမိဘတွေကငါ့ကိုလေဆိပ်ကိုလိုက်ပို့တယ် okay ဒီ see ရဲ့နောက်ဆုံးအဓိပ္ပာယ်ကကြတော့တရားရောက်နဲ့တွဲနေတယ်ဒိတ်နေတယ်ဆိုတဲ့နေရာမှာလည်းသုံးကြတယ်ပေါ့နော် have a romantic relationship with somebody so for example she is seeing a married man သူမဟာအိမ်အောင်ရှိတဲ့အမျိုးသားတယောက်နဲ့တွဲနေတယ် and how long has she been seeing him သူမဟာသူနဲ့ဒိတ်နေတာဘယ်လောက်ကြာပြီလဲဒီနေ့တော့ see ဆိုတဲ့စကားလုံးကိုသိုံနဲ့သုံးလို့ရတဲ့နေရာအများကြီးကိုပြပြသွားတာဖြစ်တယ်တကယ်အသုံးဝင်မဝင်ဆိုတာတော့ကိုEnglish movie တွေကြည့်တဲ့အခါဓမ္မမိုးလို့ရှိရင်လည်းသူများတွေစကားပြောတဲ့အခါဂယုစိုက်ပြီးတော့နားထောင်ကြည့်ပေါ့နော်တကယ်အသုံးဝင်တဲ့daily conversation တွေမှာသုံးတယ်ဆိုတာကိုသိရမှာဖြစ်တယ်တကယ်လည်းဒီ video ဟာအသုံးဝင်တဲ့အကျိုးရှိမယ်ဆိုတာယုံကြည်ပါတယ် so bye bye everybody see you in my next videos